တစ်ပတ်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကရင်ပြည်နယ်ရဲ့တာယာလှပစတဲ့ကုအလှပဲဖြစ်ပါရဲ့ရှင်စတဲ့ကုဟာကရင်ပြည်နယ်ဖအဲမြို့နယ်မိုင်းနစ်စကန်အကွာမှာရှိတဲ့တောင်ပိတ်ဇွဲကပင်တောင်ဆွဲအစုံးမှာတည်ရှိတာပဲဖြစ်ပါတယ်စတဲ့နိုင်ကုဟာဗုဒ္ဓဘာသာဝင်တို့ရဲ့အထွတ်မြတ်ထားရာနေရာတစ်ခုဖြစ်ပြီးတော့စတဲ့စင်မင်းဝတ္ထုဇက်တော်ပါအကြောင်းအရာအမှတ်သားရှိတဲ့ကြောက်တုံးကြောက်ဆောင်နဲ့ထူးဆန်းအံ့ဩဖွယ်ရာလှိုင်ကူဖြစ်လို့စတဲ့ကုလို့ခေါ်တွင်ကြခြင်းဖြစ်ပါတယ်ခုအတွင်းကိုဝင်ချင်းမှာပဲညနေအတောင်30ခန်းရှိတဲ့နှောင်းတော်မူတစုကိုဖူးတွေ့နိုင်ပြီးတော့စင်တူတော်ဒီဇီဒီတော်ငယ်ရာလေးခုအတွင်းနေရအနှံ့ပြားတည်ထားတာကိုဖူးတွေ့နိုင်မှာပဲဖြစ်ပါတယ်စတဲ့ကူဟာဗုဒ္ဓရဲ့ကြီးမှုအမွေအနှစ်များနဲ့ရှင်းအောင်ပစ္စည်းများကျွဲဝါတဲ့ကူကြီးလေးဖြစ်တယ်။လိုင်ကူတော်ဟာတူးရှူပေါက်ကြောက်ကူဖြစ်ပြီးတော့ဘူပေါဝအကျေဆုံးနဲ့ဘူအတွင်းအလျားအရှိဆုံးပဲဖြစ်ပါတယ်။လိုင်ကူရဲ့အဝါဟာပေ150ခန်းခြေဝန်းပြီးတော့အရှိအားဖြင့်2ဖာလောင်ငယ်ရှိပါတယ်။ဘူအတွင်းကိုအကျေဆုံးနေရာပေ90ခန်းရှိပြီးတော့အကျဉ်းဆုံးပိုင်းမှာတော့15ပေခန့်ကျဲတာကိုတွေ့ရမှာဖြစ်ပါတယ်။စတဲ့ကူမှာပြည်ရင်းပြည်ပခီးသွားတွေအကျိတ်ဆုံးကတော့ဂူအနောက်ပဲထွက်ပေါက်မှတဆင့်ဂူအစီအထိစတဲ့ရေကန်ငယ်နဲ့ဝင်းရံထားပြီးတော့အပျော်စီးလင်ငယ်များဖြင့်လော့ခက်သွားလာတာကိုပဲဖြစ်ပါတယ်။စတဲ့ကူရဲ့ဖျားပွဲကိုတော့ကြံရက်အတွင်းမှာစီကန်းတိုင်းမဲ့စွာကျင်းပလိရှိပါတယ်။စတဲ့ကူဟာတာယာလှပတဲ့တဘာဝအလှများနဲ့အတူတဘာဝနိုင်ကူအတွင်းနေစီရင်လက်ပဲလို့ရတဲ့အတွက်လာရောက်လက်ပဲတဲ့သူတွေအတွက်စီအေးချမ်းပျော်ရွှင်မှုကိုရရှိစေမှာဖြစ်ပါတယ်။စတဲ့ကူဟာပြည်တွင်းပြည်ပခီးသွားများယာတီမီရေးသွားလာနိုင်တဲ့အတွက်ကင်းပြည်နယ်ဖဲမြို့မှာရှိတဲ့တာယာလှပတဲ့စတဲ့ကူလှကိုလာရောက်လက်ပဲလေပါလို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။